မျိုးတွေအားလုံးမင်္ဂလာဗျာနော်ဒီမှာကကျွန်တော်တို့မနေ့တီးတန်ပေါ့ဗျာမနေ့တီးတန်မှာကျွန်တော်ဒီမှာဗျခွန်တုံညကြာတာပြေးကြလို့တုံညခွန်ကြာတာနဲ့ဒီကြာတာပြီးတော့ခွန်တုံ63လို့ပေါ့နော်ဒီမှာကြာအဲ့ဒါပြီးတော့သူ့ရဲ့ဒီမှာ1နှစ်ပေါ့ဒီအောက်လိုင်းတောင်းပေါ့နော်3မှာမွေးကနန်းအနေနဲ့ဒီကြာတာပြေးကနန်း30ကိုနော်30ကိုကျွန်တော်ဒီမှာ30လို့ကြာအဲ့ဒီမှာခွန်တစ်ခွန်တို့ဒီမှာကျွန်တော်9နှစ်နဲ့ငါပြန်ပေါ့နော်ဒီထက်ကတော့ဒါပေမဲ့သူ့ဒီမှာပေါ့နော်သူ့ရဲ့1နှစ်3မှာခြားသဘေကနာ36ကို63လို့ကြားတယ်အဲ့ဒီမှာ4တစ်လေးကိုကျွန်တော်ဒီမှာ33လို့ထိုးတော့66ထွက်တော့ထွက်မသွားဘူးဗျာသို့တော်လည်းဒီမှာကြီးနော်သူ့ကသူဒီတီးတာပေါ့နော်အမှ1နှစ်3မှာကျွန်တော်94ဆိုတဲ့မွေးကနန်းနော်94ဆိုတဲ့မွေးကနန်းစောလိမ့်မယ်နော်တင်းလိုက်အင်္ဂါလောက်ပဲဖြစ်နေတယ်94မွေးကနန်းပေါ့နော်နောက်တော့